ဘာစီလိုနာဖန်ဂျီကိုဒီအားလုံးပဲမင်္ဂလာပါဒါဆော်ဒီမြေမှာရှင်ပြန်ရမယ်စပိန်စူပါကပ်ဖိုင်နယ်မှာတော့ရီယယ်မက်ဒရစ်အတွင်းနဲ့တွေ့ပြီးကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ဒီယာဒီမှာတော့ရီယယ်မက်ဒရစ်နဲ့တွေ့တာကတော့ဒုတိယအကြိမ်ပေါ့ဒါပထမအကြိမ်တော့ကတော့လာလီဂါမှာကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ရီယယ်မက်ဒရစ်ရဲ့အိမ်ကွင်းမှာ2ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးကြည့်အောင်ကျွန်တော်တို့ဘာစီလိုနာအသင်းပါတွေအားနေခဲ့တယ်အဲ့ဒီပွဲစဉ်မှာကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကိုရိုမာနေရာမှာဟူအန်ဂါစီယာမပါဝင်နိုင်ခဲ့ဘူးဒါဒုတိယဦးစားပေးကိုရိုမာဖြစ်တဲ့ရှက်ဇနီပါဝင်ခဲ့တယ်ဒါတိုက်စစ်မှဆိုရင်လည်းရာဖီညာကအဲ့ဒီတော့လုံးဝမပါဝင်နိုင်ခဲ့ဘူးတူးအနေနဲ့ဒဏ်ရာရနေတဲ့အနေထားမှာရီယယ်မက်ဒရစ်နဲ့ပွဲစဉ်ကိုသူလွဲချော်ခဲ့တယ်ဆိုတော့မာကာရက်စ်ဖိုရဲ့ဖာမီလိုပတ်ရဲ့လမီယမာရဲ့ဖာရန်တိုရက်ရဲ့နဲ့ပွဲထွက်ခဲ့ရတယ်ဒါဒီချိန်တုန်းကကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ခံစစ်ကလည်းဖျို့ဖျဲနဲ့တည်ငြိမ်မှုကလုံးဝမရသေးဘူးလူကျွန်းထောင်ကြောက်တွေလည်းအလုံးမဖြစ်လို့လျင်မြန်မှုအားကောင်းတဲ့ရီယယ်မက်ဒရစ်ရဲ့တိုက်စစ်မှုဖြစ်တဲ့အမ်ဘာဘေကိုလည်းလုံးဝမထိန်းနိုင်ခဲ့ဘူးဒါအဲ့ဒီအချက်ကိုပဲအသုံးချပြီးတော့ဇာဘီအလိုဆိုအနေနဲ့ကကွင်းလေယာဂျူးဘယ်လင်ကန်နဲ့တိုက်စစ်ကအမ်ဘာဘေတို့ရဲ့အသွဲဖတ်တဲ့ပဲကျွန်တော်တို့ရဲ့လူကျွန်းထောင်ကြောက်ကိုအကြိမ်ကြိမ်ကြော်ဖြတ်ပြခဲ့ပြီးတော့တွင်းကိုတွေရယူနိုင်ခဲ့တယ်ဆိုတော့အကလစီကိုရဲ့ထုံးစံအရတော့အပြန်လန်တွင်းကိုတွေတွင်းကြတယ်အပြန်လန်ကစားတဲ့အနေထားမှာတော့အဆုံးသတ်မှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့အဲ့ဒီပွဲစဉ်မှာဂိုးရမာနဲ့ခံစစ်ရဲ့အသွဲဖတ်မညီမှုကနေပဲကျွန်တော်တို့ရှုံးနေခဲ့တဲ့2ဂိုးဆိုတဲ့ရလဒ်နဲ့အခုလက်ရှိဖောင်ရတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ခံစစ်ကအတော်လေးတည်ငြိမ်လာပြီလို့ဆိုရမယ်ဒါနောက်ဆုံး9ပွဲမှာပြီးကိုလုံးဝမရှိတာဘူးတွင်းကိုအနေနဲ့ဆိုရင်လည်း9ပွဲမှာ73ဂိုးထိတွင်းထားနိုင်တယ်ဒီရလဒ်တွေကတော့အတော်လေးကျဉ်းပ်ဖို့ကောင်းတယ်ခံစစ်ရကစားသမားတွေနဲ့ကိုရမဟူအန်ဂါစီယာနဲ့နားလည်မှုကလည်းနောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ချိတ်ဆက်မိလာပြီဆိုတော့တိုက်စစ်မှာလည်းဒီပွဲစဉ်မှာဘာစီလိုနာအသင်းရဲ့အဓိကအင်ဂျင်ဖြစ်တဲ့ရာဖီညာကလည်းပြန်ပါလာမယ်ဆိုတော့တိုက်စစ်အားကောင်းမှုရှိတယ်ရာဖီညာအနေနဲ့ခုနောက်ပိုင်းမှာဒေါက်ရှော့ချီစွမ်းပြန်ပြလာပြီးတော့ဒီပွဲစဉ်မှာတော့နီးပြအနေနဲ့ရာဖီညာဖာမင်လိုပတ်နဲ့လမင်ယမာတို့အသွဲကိုပဲတုံးလောက်တယ်တိုက်စစ်မှာတော့နီးပြအနေနဲ့ကတော့ဖာနန်တိုရက်ကိုပဲဒီပွဲမှာတုံးမှထင်တယ်ဆိုတော့အခုလက်ရှိရီယယ်မက်ဒရစ်ရဲ့အခြေအနေကတော့ဒါဖာဘီစီယိုမှာဖော်ပြထားပုံအရဆိုရင်သူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့အမ်ဘာဘေကပြန်ပါဝင်လာနိုင်တယ်ဒါဆီမီဖိုင်နယ်မှာတော့ကတော့ကီလီယန်အမ်ဘာဘေကမပါဝင်လာနိုင်ခဲ့ဘဲနဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းနဲ့တွေ့ဆုံမဲ့ဒီဖိုင်နယ်ပွဲစဉ်မှာတော့အမ်ဘာဘေကပြန်ပါဖို့ရှိတယ်ဒါဖာဘီစီယိုမှာဖော်ပြထားပုံအရဆိုရင်ဒီပွဲအမိသူက recovery ပြန်လုပ်ပြီးတော့ဒီပွဲစဉ်ကိုသူပါဝင်နိုင်မှာထင်တယ်ဒါတော့အခုလက်ရှိကျွန်တော်တို့ဘာစီလိုနာအသင်းကကစားသမားတွေနဲ့ရီယယ်မက်ဒရစ်အသင်းကစားသမားတွေရဲ့အခြေအနေပေါ့လေအကလစီကိုပွဲစဉ်တွေရဲ့ထုံးစံအတိုင်းပဲဒီပွဲမှာလည်းအပြန်လန်တွင်းကိုတွေမြင်ရဖို့ရှိတယ်ဒါဘောလုံးကပမှာဒါဘီတွေအများကြီးရှိတဲ့အနေအထားမှာတော့ဒါအကလစီကိုကတော့ဖြုံပြီးမှုအပေးဆုံးနဲ့တွင်းကိုတွေအမြင်ရဆုံးပြိုင်ပွဲတစ်ခုပဲအင်္ဂလန်မှာဆိုရင်မန်ချက်စတာဒါဘီရှိမယ်လန်ဒန်ဒါဘီရှိမယ်ဒါအီတလီမှာဆိုတော့မီလန်ဒါဘီရှိပေမဲ့ကျွန်တော်တို့စပိန်မှာတော့ဒါရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာကဒါပြိုင်ဘက်ကောင်းနေပဲဒါအကလစီကိုကတော့ဟိုးရင်တဲ့ကနေဒါမက်ဆီနဲ့ရိုနယ်ဒိုရဲ့အားပြိုင်မှုအပါအဝင်ဒါအခုနောက်ပိုင်းမှာလည်းဒါအရှိန်ဝါအကြီးဆုံးပြိုင်ပွဲဖြစ်နေအခုချိန်ထိရှိနေတော့ပဲကျွန်တော်တို့ပြည်သက်တွေကိုဖျော်ဖြေမှုအပေးဆုံးဖြစ်တဲ့အကလစီကိုပွဲစဉ်ကိုဒါဖိုင်နယ်အနေနဲ့ထပ်ကြည့်ရဖို့ရှိပြီးတော့ဒီပွဲစဉ်ကိုတော့တနင်္လာနေ့မြန်မာစံတော်ချိန်မနက်တနာရီခွဲမှာရှင်ပြန်ရမှာဖြစ်တယ်ဆိုတော့ဘာကာဖန်ဂျီကိုဒီပွဲစဉ်ပေါ်ဘယ်လိုမြင်ကြလဲဒါကျွန်တော်တို့ဘာစီလိုနာအသင်းကလာလီဂါရှုံးကြီးကိုပြန်ဆက်နိုင်မယ်လို့ယုံကြည်လားဒါကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ဒီပွဲစဉ်မှာအကောင်းဆုံးလုပ်ပြနိုင်မယ်ဆိုတာကိုယုံကြည်တယ်ဒါညီကိုတွေအနေနဲ့ရောဘယ်လိုမြင်ကြလဲမရဆွေးနွေးပြသွားကြလို့ရပါတယ်ဒါကတော့ရီယယ်မက်ဒရစ်အသင်းနဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့စပိန်စူပါကပ်ဖိုင်နယ်ပွဲစဉ်ကိုသုံးသပ်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဘာစီလိုနာသတင်းတွေကိုအမြဲတမ်းတင်ဆက်နေတဲ့ Facebook Page နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ပေးသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်